Hello, lipa nya le hokle dop le nya le ti ko ko bi de le nya ti lo ko pu ti che ko che ye ta u che wa ba tu yo ta ti ta to ka sa ta so so wa ko ba le ti lo tu to le ti u ti so tu bu la mi ta che wa ba ti ni lo ya so de bi lo du lo ye ta o di ti nya ti ni nya I pu ko wi le mi pa ma ta so le USKDO o do ta te lo ta ta klo ta pa pla do sam baအခုတတတော့ယကဒုတိယသိနေလောဝဲနေမြဝဒ United States Crime Development Organization USKDO ကညောတမလက်ထောတာကရတာရလောတာကလီတနေနေလောဖူနာဟွာကေမေဟူဖူတနေရတလည်းနဲ့ဒိုတဲလောတာကတာကလိုကိုတမီမြာမေောတော့ပကေဟီလောတာချက်တော်လည်းမရှိဘူးနော်မေဒီနီယာရီတာလေကဘာစီလောစီတူရီတာကလိုတိုနော်မီမာဘာသာနာကိနေနေကချက်ဖာဒါရီတော့ပြန်လောအပဒုတခါအီမောဒီနီယာနေကိုရခဲရချတော့ဖာလမောမှန်ချင်နိနန်းထွေမကိုက်အပိုင်းဆုံးဆောင်းပါးကိုဖတ်ကြပါမည်မင်းအောင်လိုက်နဲ့ဂမ်ဘီယာနိုင်ငံရခိုင်ဒေသကလူတပ်ပွဲကြီးဟာလူတပ်သမားမင်းအောင်လိုက်ကဖုံးဖိနိုင်သမျှဖုံးဖိခဲ့တော်လေဖြစ်ရမှာကိုဘူးပေါ်တယ်လို့ပေါ်ခဲ့လေသည်ရခိုင်ပြည်နယ်လူတပ်ပွဲကြီးတည်ဟာကဘာသို့အလျင်အမြန်ပြန့်နှံ့နေပြီးကမ္ဘာနိုင်ငံများကကြားသိပြီးတုံ့လှုပ်ခြောက်ခြားကြလေသည်ဒီလူတပ်ပွဲကြီးကမကောင်းဆိုးဝါးမင်းအောင်လိုက်ဟာရိုဟင်ဂျာဆိုသောလူမျိုးကိုတပ်ဖြတ်ရုံမကအိုးအိမ်များပါမိရှုဖျက်ဆီးခဲ့ပြီးအမျိုးသမီးပြိုအိုကလေးမှမကြံမဒင်းကျတပ်ဖြတ်ခဲ့သောရက်စက်ကြမ်းကြုတ်သောလူတပ်ပွဲကြီးတစ်ခုဖြစ်သည်တို့ဖြစ်၍ဤလူတပ်ပွဲကြီးကိုကျူးလွန်သောမကောင်းဆိုးဝါးမင်းအောင်လိုက်နဲ့၎င်းတပ်မှုများကိုဂမ်ဘီယာနိုင်ငံကတေလိုပြုပြီးလူမျိုးတုံးတပ်ဖြတ်မှုအမှုဖြင့်အမှုကိုတိဆောက်က ICJ ခုံရုံးသို့တရားစွဲဆိုခဲ့လေသည်ဤသို့ဂမ်ဘီယာနိုင်ငံကမကောင်းဆိုးဝါးမင်းအောင်လိုက်စစ်အုပ်စုတို့ကို ICJ ကကပ္ပရာဇဝတ်ခုံရုံးသို့လူမျိုးတုံးတပ်ဖြတ်မှုအမှုဖြင့်ဆွဲဆိုရ၌မင်းအောင်လိုက်ကကြီးမားသောပြဿနာနှင့်ရင်ဆိုင်ခဲ့ရလေတော့သည်သို့သောမင်းအောင်လိုက်ဒီထိုဆွဆွဲချက်ကိုပြင်းထန်စွာညှင်းဆိုခဲ့လေသည်မင်းအောင်လိုက်သည်မိမိကျူးလွန်သောဤလူသတ်မှုကြီးညှင်းပယ်ရှောင်ရှားခဲ့တော်လဲရုံးထွက်မရဖြစ်နေပြီးသူ့ကိုကူညီဖိမှတ်ဖို့လူကိုရှာဖွေရ၌အောင်ဆစုကြည်ကိုတရိယာပြီးအောင်ဆစုကြည်ကိုခေါ်ယူတွေ့ဆုံဆွေးနွေးအကြံကောင်းညာကောင်းတောင်းဆိုရတွေအောင်ဆစုကြည်ကိုအခွင့်အလားတစ်ခုသိခဲ့တယ်လို့ဖြစ်နေပြီးအောင်ဆစုကြည်ကမိမိလိုချင်သောအခွင့်အရေးကြီးတစ်ခုကိုရရှိလိုက်၍လက်မလွတ်တမ်းပိုင်နိုင်စွာရယူဆုပ်ကိုင်လေတော့သည်အောင်ဆစုကြည်လိုလားသောအခွင့်အရေးကြီးဟာသမရရာထူးပါပဲအောင်ဆစုကြည်သည်မိမိသမရဖြစ်ရေးကိုစိတ်ကအဟံတန်းကြီးတစ်ခုဖြစ်နေ၍အခုလိုမေးအောင်လိုက်ကမ်းလှမ်းခဲ့သောအကြံကောင်းညာကောင်းကိုမိမိကအကူအညီပေးခဲ့ပါလျင်မေးအောင်လိုင်တို့စစ်တပ်ကသဘောထားပြောင်းလာပြီးမိမိလိုချင်သောသမရရာထူးကိုရရှိနိုင်သည်ဟုယုံကြည်ခဲ့ပြီးအောင်ဆစုကြည်ကမေးအောင်လိုင်ကိုသူမ
အကူအညီပေးမိဖြစ်ကြောင်းစိတ်မပူပါရန်တောင်းဝကုံယူမိဟုအပိစကားပြောကြားခဲ့လေသည်ဤတွေအပိုင်း3ပြည်၏အပိုင်း4ကိုဆက်ရန် W နော်ဖူးနော် နေ W okay 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 တက်တွေ့